ဒီ grammar ဒီလို topic လေးတွေဘယ်လို funny မလဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ်ဒီကဘာအတွက်အဆင်ပြေလဲဆိုရင်ကျွန်တော်တို့ရဲ့ဒါ group အတွက်ပေါ့နော်ကျွန်တော်တို့ဒါclass online တင်တာ class ဖွင့်တာတွေအတွက်လည်းအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့တငယ်ချင်းတွေအတွက် group ဖွင့်တာတွေလည်းအဆင်ပြေရပေါ့နော်ဒါအတူကတ်နဲ့အတူဒါဒီမှာပြဒီ၄တောင်လေးမှာပြတာအတိုင်းပဲ video ဆိုရင် video ဒါ application အကြောင်းဆိုရင် application အကြောင်းအဲ့လိုမျိုးလေးခွဲပေးရတာလေးပေါ့နော်ဒါကို group chat လို့ခေါ်တယ်ဆိုတော့ဒီရဲ့ group chat ကိုဘယ်လို funny မလဲဆိုရင်ကျွန်တော်အရင်ဆုံးကျွန်တော်တို့ဒီရဲ့အပြာရောင်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီပြာရောင်လေးကိုတွားလိုက်မယ်ပြီးရင်ဒီထဲမှာ new group ဆိုတာလေးကိုကျွန်တော်တို့နှိပ်မယ်ဒီမှာ new group ဆိုတာလေးကိုကျွန်တော်တို့နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ရဲ့ member တွေကိုတခါလေးခေါ်ရလို့လည်းရတယ်ဆိုမခေါ်ချင်ဘူးဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုဒီများလေးကိုနှိပ်မယ် okay ဒီများလေးကိုနှိပ်ပြီး group name တစ်ခုပေးလိုက်မယ် group name ပါပေးမလဲဆိုတော့ GT plus လုပ်ပေးလိုက်မယ်ပြီးရင်ဒီထဲမှာဒီအပေါင်းလေးကိုနှိပ်ပြီးကျွန်တော်တို့ဒါပုံလေးတွေရွေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ပြီးပြီဆိုရင်ကျွန်တော်ဒီကအမှန်ချစ်လေးကိုနှိပ်ချလိုက်ဒီအမှန်ချစ်လေးကိုနှိပ်မယ် okay ဒါဆိုရင်ဒါ class ရပါပြီကျွန်တော် topic ဖန်နေမယ် topic ကဘယ်လိုဖန်နေမလဲဆိုရင်ကျွန်တော်တို့ဒီရဲ့ကျွန်တော်တို့ရဲ့ class လေးကိုနှိပ်လိုက် class လေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီထဲမှာဒီရဲ့ခဲတံလေးဒီခဲတံလေးကိုတွန်းနှိပ်လိုက်တွန်းနှိပ်ပြီးရင်ကျွန်တော်ဒီထဲမှာကျွန်တော်ဘာရှာမလဲ topic ဆိုတာလေးရှိတယ်ဒီမှာဒီရဲ့ topic ဆိုတဲ့ club လေးကိုဖွင့်ပြီးရင်ကျွန်တော်ဒါဒီ topic လေးဆိုတာလေးကိုထပ်ဖွင့်မယ်နော် okay ထပ်ဖွင့်မယ်ဒီမှာ list table ဆိုပြီးနှစ်ခုရှိတယ်ဒါတော့ဒါ version လေးပြောင်းလာမိုက်လာပါတော့ဆိုတော့ဒီထဲမှာကျွန်တော်တို့ကဒီ table ကိုယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီဟာများလေးနဲ့ထွက်လိုက်မယ်ဒီထက်ကများလေးနဲ့ထွက်ပြီးရင်ဒီမှာ mention လေးနဲ့များလေးနဲ့ထပ်ထွက်ဒါဆိုရင်ဒါကျွန်တော်တို့ဒီမှာပေါ်လာပြီဒီရဲ့ hashtag လေးပေါ်လာပြီးရင်ဒီထဲမှာကျွန်တော်တို့ဒီမှာဒီခဲတံပုံလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ခဲတံပုံလေးကိုနှိပ်ပြီးရင်ဒီထဲမှာကျွန်တော်တို့ဒါ icon လေးထားလို့ရတယ်ကျွန်တော်ဒီ music icon လေးထားလိုက်မယ်ကြိုက်တာယူလို့ရတာတော့ free အပေါ်ကနေ free ရထူးဒီ note channel ဆိုဒါတွေကကျတော့ကျွန်တော်တို့ဒါပတ်စံပေးမှရတဲ့ပုံပဲเนาะဒါတော့ဒီထဲမှာ music နဲ့ပတ်သက်တဲ့ music လို့ရေးလိုက်မယ် music ပေါ့နော် music ဒီလိုလေးပဲထားလိုက်မယ် okay ပြီးရင်ကျွန်တော်တို့ create လေးကိုနှိပ်လိုက်မယ် okay create လေးကိုထပ်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒါ music channel ရောက်သွားပြီကျွန်တော်တို့ရဲ့ all channel တွေရဲ့အဓိကမြင်တိုင်ကကြတော့ဒီမှာ all ဆိုတာမြင်တိုင်မဲ့ဒါ all ဒါ GT class ဒါကျွန်တော်တို့ရဲ့ main class okay ဒါကြတော့ကျွန်တော်တို့ဒါ music ကြောင်းနေတာပြောပြမှာဒါလည်း hashtag ခံတာကျွန်တော်တို့ရဲ့ member ဝင်တွေခေါ်တာပေါ့နော်ဒါကြတော့ဒီ group ကဒါနောက်ထပ် topic တစ်ခုဖန်တီးပြန်မယ်ဒါကဆိုရင်ဒါကားအကြောင်းပေါ့နော်ကားအကြောင်းလို့ထားလိုက်ကားအကြောင်းကွာထားလိုက်ဆိုတော့ဒီကားကိုနှိပ်ပြီး create ကိုထပ်နှိပ်ဒါပြင်ဒါကားရဲ့ topic တစ်ခုဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒါ topic နှစ်ခုဖြစ်သွားမှာပေါ့နော်ဒီမှာ GT class ဆိုတာရှိတယ်ဆိုတော့ကျွန်တော်တို့ဒါ topic ဒီမှာဒီလိုလေး topic လေးဖန်တီးလို့ရတယ်ပေါ့နော် okay ဒါနောက်ထပ်ဖန်တီးခြင်းနဲ့ဆိုရင်ဒီဟာလေးဒီရဲ့ sorry နောက်တစ်ခုဖန်တီးခြင်းနဲ့ဆိုရင်ဒီရဲ့အများမဟုတ်ခဲတံလေးကိုဒါနှိပ်လိုက်ပါဗျာဒါဆိုရင်ဒါ topic ဖန်တီးလို့ပြီးသွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့လုပ်ထားတဲ့ video တွေကိုတခြားလူတွေကို share လုပ်တာဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ video class ဖွင့်ပြီးတော့ကျွန်တော်တို့နည်းပညာမျှဝေတာဖြစ်တင်တန်းလုပ်တာဖြစ်ပြီးမှလုပ်လို့ရတယ်ပေါ့နော်ဆိုတော့မရှိရင်ကျွန်တော် Telegram channel မှာလာမေးလို့ရတယ်ကျေးဇူးပါ